င့်ရဲ့စိတ်အခြေအနေကိုပြောင်းလဲဖို့အတွက်လှုပ်ဆောင်လို့ရမယ်လျှို့ဝှက်ချက်၃ခုကိုဒီနေ့ဒီဗီဒီယိုလေးမှာပြောပြပေးပါမယ်။ အကယ်၍စိတ်ဝင်စားတယ်ဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်။ဒီအခြေအနေတွေကဘယ်လိုနေရာတွေမှာသုံးတာလဲဆိုရင်ကျွန်တော်တို့ဘဝမှာဝမ်းနည်းနေတဲ့အချိန်စိတ်တက်ကြနေတဲ့အချိန်ဘာမှမသိလမ်းပြောင်းနေတဲ့အချိန်တွေမှာဒီအချိန်တွေ၃ရက်ကိုသုံးလို့ရပါတယ်။အဲ့တော့ကျွန်တော်တို့ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဖြစ်စဉ်မှာကျွန်တော်တို့ဝမ်းနည်းနေတဲ့အချိန်မှာခန္ဓာကိုယ်ကပုံကြနေပါလိမ့်မယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့စိတ်သက်ကြနေတဲ့အချိန်မှာခန္ဓာကိုယ်ကလျော်ရွယ်နေတာမျိုးတွေဖြစ်ပတ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့အဲ့ဒီအရာကိုပြောင်းဖို့ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်အချိုးအစားကိုအရင်ဆုံးပြောင်းဖို့လိုပါတယ်ဒီလိုပြောင်းလဲခြင်းအဖြစ်မိတ်ဆွေရဲ့စိတ်ပိုင်းဆိုင်ရာကလည်းပြောင်းလဲလာပါလိမ့်မယ်ဒုတိယကအာယုံစိုက်မှုပါကျွန်တော်တို့အနေနဲ့စိတ်သက်ကြနေတဲ့အခါမှာကျွန်တော်တို့အာယုံစိုက်မှုတွေမလွဲမှားဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အများစုကကိုထိန်းချုပ်လို့ရတဲ့အရာတွေထက်ကိုထိန်းချုပ်လို့မရတဲ့အရာတွေပေါ်မှာသွားပြီးအာယုံစိုက်တဲ့အခါမှာကျွန်တော်တို့အနေနဲ့စိတ်သက်ကြခြင်းဝမ်းနည်းခြင်းတွေကပုံမဖြစ်ပေါ်လာတာဖြစ်ပါတယ်နောက်ဆုံးတတိယတစ်ချက်အနေနဲ့ကျွန်တော်တို့ကိုပြောတဲ့စကားတွေပါကိုစိတ်သက်ကြနေဝမ်းနည်းနေတဲ့အချိန်တွေမှာကျွန်တော်တို့အနေနဲ့ကိုပြောတဲ့စကားတွေကိုသတိထားဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့ဥပမာအနေနဲ့ငါကမတော်ဘူးငါကညံ့တယ်လူတွေကငါ့ကိုမှအကောင်းမမြင်တာဆိုတော့ကိုပြန်ပြောနေတဲ့စကားတွေကြောင့်လဲတင့်ရဲ့ဘဝမှာစိတ်တက်ကြခြင်းဝမ်းနည်းခြင်းဆိုတာပို့ပြီးတော့ဖြစ်ပေါ်စေပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့စိတ်ကိုပြောင်းဖို့ဆိုရင်အ ਨੇ ဆုံးကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပြောင်းဖို့လိုပါတယ်ပြီးရင်ကိုယ့်ရဲ့အာယုံစိုက်မှုတွေကိုပြောင်းလဲဖို့လိုပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကိုပြောတဲ့စကားတွေကိုပြန်လဲပြောင်းလဲသုံးဆွဲဖို့လိုအပ်ပါတယ်ဒီသုံးချက်ကိုလှုပ်ရှင်းအားဖြင့်တင့်ရဲ့ခံစားနေရတဲ့စိတ်တိုင်းဆိုင်ရာအခြေအနေတွေကပြန်လဲကောင်းမွန်လာပါလိမ့်မယ်ဒီဗီဒီယိုလေးကလည်းမိတ်ဆွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆုံကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေဘိုင်ဘိုင်